အားလုံးပဲမင်္ဂလာပါ exercise 7.4 က number 5ကိုစစ်တကြရအောင် prove that sin inverse of x plus cos inverse of x is equal to pi over 2 sin inverse of x နဲ့ cos inverse of x ပေါင်းခြင်းက pi over 2ဖြစ်ကြောင်းသတိပြပါလို့ပြောတယ်အဲ့တော့ပေးထားတဲ့ inverse function လေးတွေကို u function လေးအဖြစ်ပြောင်းပြီးတော့စဉ်းစားကြည့်ရအောင်ဒါဆိုအရင်ဆုံး sin inverse of x ကို y ဖြစ်ထားပြီးစဉ်းစားမယ်ပေါ့နော်အဲ့တော့ let y is equal to sin inverse of x ဒီမှာလဲပေါ့နော် inverse function ဖြစ်တဲ့အတွက် sin inverse function အတွက်ဆို y ရဲ့တန်ဖိုးက negative pi over 2 less than or equal y less than or equal pi over 2 အတွင်းမှာရှိရပါမယ်ဒါဆိုရင် sin y is equal to x ဆိုပြရမယ်ဒါဆိုရင် sin 2လေးရရပေါ့နော်နောက်တစ်ခုတော့ cos inverse ကိုရှာချင်တာ cos inverse ကိုရှာချင်တဲ့အခါတော့ sin နဲ့ cos နဲ့ဆက်သွယ်ချက်ကိုပြန်သွားမယ်ဆိုရင် sin နဲ့ cos နဲ့ဆက်သွယ်ချက်က sin theta is equal to cos 90 minus theta နဲ့အတူတူပဲ sin theta က cos 90 minus theta နဲ့တူတာဖြစ်တဲ့အတွက် sin y က cos 90 minus y နဲ့အတူတူပဲဖြစ်မှာပေါ့နော်အဲ့တော့ sin y လေးကိုနည်းနည်းပြင်ကြည့်ရအောင် sin y is equal to cos 90 minus y အဲ့တော့90ဆိုတာ radian အနေနဲ့ပြောမယ်ဆိုရင် pi over 2 ဖြစ်တဲ့အတွက် pi over 2 minus y ပေါ့အဲ့တော့ sin y က x ဖြစ်တဲ့အတွက်သူ့နေရာမှာ x စားသွင်းမယ်ဆိုရင် x is equal to cos pi over 2 minus y ဆိုပြရမယ်ဒါဆိုရင် cos inverse of x is equal to pi over 2 minus y ဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီမှာစမတို့မှာ sin inverse of x လဲရပြီ cos inverse of x လဲရပြီဖြစ်တဲ့အတွက်သူ့ရဲ့တတိပြချက်လေးကိုဆက်တွက်လို့ရပါပြီသူတတိပြခိုင်းတဲ့ equation ရဲ့ဘယ်ဘက်ပေါ့နော် equation ရဲ့ဘယ်ဘက်မှာပေးထားတာက sin inverse of x plus cos inverse of x အဲ့ဒါ sin inverse of x ကို y လို့ထားခဲ့တာဖြစ်တဲ့အတွက်သူနေရာမှာ y စားသွင်းမယ် y plus ပေါ့နော် cos inverse of x ကိုx ရဲ့တန်ဖိုးက pi over 2 minus y ဖြစ်တဲ့အတွက်သူနေရာမှာ pi over 2 minus y ဆိုပြီးစားသွင်းမယ်ဒါဆိုရင် y နေရာနဲ့ y ကိုနှုတ်တော့0နဲ့ pi over 2နဲ့ပေါင်းတဲ့အခါတော့ pi over 2ဆိုပြီးရမယ်ပေါ့နော်ဒါဆိုရင်သူတက်တည်ပြခိုင်းတဲ့ sin inverse of x plus cos inverse of x is equal to pi over 2ဆိုပြီးတော့ရသွားပါမယ်